မင်းရှိလာပြီးတော့အောက်ကိုရိုက်ပြရမယ်အဲ့တိုင်းမယ်နော်ပြည့်ပြီอืมမင်းတော့ပြန်လာမယ်နော်အဲ့ဒါတပိုင်းလိုက်ရတယ်ကဲအခုဒါကျွန်တော်တို့ဒီနေရာရောက်နေတာပေါ့ကျွန်တော်လည်းလာနာအပန်းပြည့်တာပေါ့အချို့ကတော့ကျွန်တော်ပြတော့နည်းနည်းပြကြည့်မယ်နော်ကဲတာကြက်တီကိုဖျား copy ပေါ့ဒီထောင်အလဲအပတ်ပေါ့ဘာမှမဟုတ်ပါဘူးဘာလမ်းလျှောက်ရလဲပေါ့ဒီမှန်တက်ဘာလဲရမိုင်နော်တောင်ကြီးတွေပဲအောက်မှာကြောက်တွေပဲနော်ဘာပြရလဲချွတ်ချွတ်ဒါယူရအောင်ပြီးပြန်ခဏကျွန်တော်မှတ်တရားပြမယ်နော်ကဲဒါကျွန်တော်မင်းသားပေါ့မင်းသားလည်းခုမှ first time ကျွန်တော်လည်းခုမှ first time ပဲရမ်းမိုက်တယ်ရမ်းအေးချမ်းတယ်မနေ့အစောကြီးလိုက်တော့ sunset မြင်ရမှာထင်နော် sunset တော့ဒီဘလို့တိမ်ပင်လည်းမြင်ရမှာထင်တယ်โอเค share ရနေတာတောင်းနေကြည့်တယ်လို့ကိုကျွန်တော်ခုလာတဲ့ချိန်ကခုက3နာရီခွဲပြီနော်ရမ်း fine နော်ရမ်းလာတယ်တော့ကြီးရနော်တော်ကြီးရတီအားဒီစစ်စလန်တောင်ပူမိုက်တော့ရှယ်နော်ကဲကျွန်တော်ဟိုမှာသွားမယ်နော်ပြီးတော့ကျွန်တော်ဒါလေးရိုက်ပြကြည့်မယ်အောက်ခြေနဲ့ပြကြည့်မယ်နော်ကဲကျွန်တော်တို့စဖီးနဲ့ဟိုfine ဒါကျွန်တော်တို့ first time ရောက်ဘူးတော့ခါမတော့လေမျိုးမရိုက်ဘူးပါဘူးဒါပေမဲ့ဗီဒီယိုမပြည့်စုံတာနားလည်ပြီပေါ့ကဲအောက်ပြပြမယ်နော်